အားလုံးပဲမင်္ဂလာပါ MK Studio ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်ဗျ။ယနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အယူသူတော်နဲ့ကြောင်တစေးအတိုက်အပိုင်းနှစ်ဖြစ်ပါတယ်ဗျ။ဟေးသူလာပြီဟေးသူလာပြီအယူသူတော်ဒီတစ်ပင်မော်တွင်မေ့နေရမှာခေါင်းထောင်လာပြီးရေရွတ်သည်ဟိုးခွေးဥတန်များတစားတစားနီးလာသည်မကြမီခွေးဥတန်မှာတင်ညိုတို့အိမ်မက်နားစီရောက်လာလေပြီးခွေးအုပ်ကြီးကိုမြင်ရလေပြီအယူသူတော်ဒီခွေးအုပ်ရှိကိုတေချာကြည့်လိုက်သည်အရှိမသူမြင်ရသည့်အရာကလိုကြောင်လိုတတ္တဝါတစ်ကောင်၏အရေးကြီးနွားတစ်ကောင်သာလောက်ကြီးသည်တော်ရုံကြည့်မယ်ဆိုမြင်နိုင်မည်မထင်ယူသူတော်ကတော့မြင်နေ၏အကောင်ကြီးသည်ခြံဝင်းထဲကိုဝင်လာသည်အယူသူတော်ရှိနေသည်ကိုသိဟန်မတူပြီးနောက်အိမ်သားစီသွားပြီးခွေးရတော့အိမ်ရှိမှဦးလေ၏ထိုချိန်အယူသူတော်ကထိုကောင်ကြီးအားမတုံမဆိုင်ကြည့်နေလျက်ပင်အိမ်ရှိစီရောက်သည်နှင့်အကောင်ကြီး၏ပုံတံမှာရုတ်တရက်ချင်းမိန်းကလေးတဦးတွင်ပြောင်းသွား၏ပြီးနောက်အိမ်မော်သို့တက်သွားလေသည်သို့တော်မိန်းကလေးသည်လေကားထိပ်ရောက်လျင်တစုံတဦးမှတွန်းချလိုက်သလိုဖြစ်ပြီးပြန်ပြုတ်ကျလာသည်ပြန်တက်ပြန်သည်ပြန်တက်တော့လဲပြန်တက်၍မရထိုချိန်ဝဲအယူသူတော်သည်တစ်ပင်ထက်မှနေ၍အိမ်မော်ကလူများထံကိုဟေးမကောင်းဆိုးဝါးရောက်နေပြီအပေါ်ကတီးကြတော့ထိုအခါအိမ်မော်မှစူညံတံများရုတ်တရက်ထွက်ပေါ်လာသောအခါရုတ်တရက်မကောင်းဆိုးဝါးမိန်းကလေးသည်အကောင်ကြီးတွင်ပြန်ပြောင်းသွားပြီးအနောက်ဘက်လှည့်၍ခြံတပင်းမှတိုးထွက်ခါပြေးရန်ပြင်းလေသည်သို့သောညနေကတင်းညိုလိုက်တာထသောစီးကြောင့်ထွက်၍မရဝုန်းကနေပြန်ထွက်လာကလဲကြသည်လူလဲထပြန်သည်ပြီးနောက်ခြံတပင်းမှထွက်မရသည်မို့ခြံပေါက်စီပြေးလာကအပြင်သို့ပြေးထွက်သည်အပြင်ကိုရောက်သည်နှင့်အယူသူတော်သည်လည်းတစ်ပင်ပေါ်မှခုန်ဆင်းကအကောင်ကြီးအနောက်သို့ပြေးလိုက်သည်အကောင်ကြီးသည်တုံးတန်ဝင်းတွင်ပြေး၏အယူသူတော်ကလိုက်ပြေးနေရင်ဖြင့်မြေပုံတပုံစီအရောက်တွင်အကောင်ကြီးသည်ရုတ်တရက်ပျောက်သွား၏အယူသူတော်သည်ထိုမြေပုံပေါ်သို့သူ၏ဝိအိတ်ဆုပ်ကြီးကိုအုပ်တင်ထားလိုက်ပြီးငုတ်တုတ်ထိုင်နေလိုက်သည်အိမ်ထဲကန်ကြသောခွာရွာတဲ့ဘက်စီမှလူအုပ်ကြီးသည်မိတို့ဓမီများဖြင့်တုတ်တန်စီသို့ရောက်လာကြသည်တုတ်တန်ထဲသို့ရောက်သောအခါအယူသူတော်ပြသောမြေပုံကိုတူးဆွားကြပြီးအထဲမှအခေါင်တစ်လုံးထွက်လာလေ၏ညာနေ၏အခေါင်ပင်အခေါင်၏အဖုံးအားဖွင့်လိုက်ကြသည်ဟင်းဟာအမလီအထက်ရှိညာနေ၏ရုပ်လိုက်မှာပုတ်ပွားခြင်းမရှိမျက်စိနှလုံးကလည်းပွင့်လျက်သားရှိနေပြီးပါးစပ်မှလည်းအဆွဲပြူးပြူးကြီးထွက်နေသည်ရင်ဘက်တွင်တော့ပြဲကြီးပွင့်နေပြီးအထဲမှနှလုံးကြီးသည်ပြည်တောင်းခန့်ရှိနေကတတိတ်တိတ်ခုန်နေသည်အယူသူတော်သည်ရွာသားများအားအလောင်းကြီးကိုမထုတ်စေ၏ပြီးနောက်ခုန်သောနှလုံးအားတထွားခန့်ရှိသောတစ်သားချောင်းတေးသေးလေးဖြင့်ရိုက်စေသည်နှလုံးအားတစ်သားချောင်းဖြင့်ရိုက်လိုက်ခြင်းအလောင်းကြီးထံမှခနဲ့အတန်နဲ့ကြီးတစ်ခုထွက်ပေါ်လာသည်နှလုံးခုန်တာရက်သွား၏ထို့နောက်အလောင်းအားသုံးပိုင်းစီကချက်ချင်းပင်မိရှုလိုက်စေတော့သည်နက်နက်မိုးလင်းချိန်တွင်တော့အလောင်းကြီးအားပြကျလေသည်ထိုချိန်ဝဲရွာသူရွာသားတို့မှာအယူသူတော်အားဗာဆက်လုံးကြီးကိုမေးမြန်းရန်လိုက်ရှာခြင်းသူတော်အားပျောက်ချင်းမလပျောက်နေလေပြီဘဲချိန်ပင်သူတို့နားကထွက်သွားလေပြီမသိအယူသူတော်အားကျေးဇူးတင်စကားပြောခွင့်ရန်မရှိပြောခွင့်မရလိုက်သောရွာသူရွာသားများမှာစိတ်မကောင်းဖြစ်နေကြလေပြီနောက်ဆုံးတွင်တော့အယူသူတော်ဆိုသည့်သူယူတယောက်၏ရှင်းပေးမှုဖြင့်ကြောက်ချောင်းရွာ၏ပြဿနာဆိုကြီးမှာပြီးပြတ်ခဲ့ရလေတော့သည်ကြောက်ချောင်းရွာမှတက်ကြီးရွယ်ကိုအချို့ကတော့အယူသူတော်အားမြေလျှောက်ဝိဇ္ဇာတစ်ပါးဟုယူဆကြလေသည်သို့တော့ဟုတ်မဟုတ်တော့အတိအကျမည်သူများမသိရွာသူရွာသားတို့သည်အယူသူတော်အနေဖြင့်နောက်တစ်ချိန်ဝဲကြောက်ချောင်းရွာသို့ပြန်လာလေဦးမယ်ဟုသိမိကြတော့လဲအယူသူတော်မှာယင်းနေ့ချိန်ထိလုံးဝပင်ပေါ်မလာခဲ့တော့ကြီးဟုတ်ကဲ့ပါဒီဇက်လန်လေးကတော့ဒီလောက်နဲ့တင်ပြီးသက်သွားခဲ့ပါပြီဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ကြပါအောင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်